အားလုံးပဲမင်္ဂလာပါကျွန်တော်ကဆိုင်တော်မှာဒီမှာခောက်ဆွဲစားမလို့ပေါ့နော်ဒါရွာမှာဒါရွာရောက်တာချိန်မှာဟင်းရီကဟင်းဒီမထဲတယ်ဟုတ်တယ်ဒီမကျွန်တော်ဆက်ကလေးကြိုက်တာကျွန်တော်နနပင်တို့ဟိုနေ့တော့ဦးစီနန်တို့ဘာညာတာကနေကြကွာစီတော့မရှိဘူးဗျာဒါရောမှာရောင်းတာအဆင်ပြေသလိုပဲပေါ့စက်တော့ဦးတော့ပါအဆင်ပြေသလိုပဲဝယ်စားလိုက်တော့ကျွန်တော်အရင်များလေးကြိုက်တယ်ညထူတော့ကုန်ထဲလိုက်တော့မရှိဘူးကုန်ထဲလိုက်ကဲချေးပါလေရင်စားဒီအဲ့ဒါထမင်းလေးနည်းနည်းထည့်စားတာလည်းကြိုက်တယ်ထမင်းလေးတော့ယူထမင်းနဲ့ဒါပဲအဲ့လိုထမင်းလေးနည်းနည်းထည့်စားလိုက်ကော့ရပါ这种ဒီခောက်ဆွဲကကိုယ်တိုင်လောက်တာဗျအိမ်မှာလေကိုယ့်ကိုစံနဲ့အဲ့လိုညက်ခောက်ဆွဲပေါ့ကိုယ်တိုင်လောက်ကြတာဘယ်လိုလဲဝယ်လာမလို့စမ်းကြည့်လို့အထောက်တယ်လို့好玩。这个来点吧嘞。